ရှေးရှေးတုန်းကကြက်ဖကြီးမှာအလွန်လှပပြီးအဖိုးတန်တဲ့ဥချိုအစုံရှိခဲ့ဘူးတဲ့အဲ့ဒီအချိန်တုန်းကနဂါးမှာတော့ဥချိုမရှိသေးဘူးပေါ့တနေ့တော့နဂါးဟာနတ်မင်းကြီးရဲ့ပွဲတော်တစ်ခုကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်နဂါးကသူ့ကိုယ်သူကြည့်လိုက်တော့တခြားနတ်သားနတ်သမီးတွေကြားထဲမှာဥချိုမပါပဲသွားရမှာကိုတိမ်ငယ်စိတ်ဝင်မိတာပေါ့ဒါနဲ့လှပတဲ့ဥချိုရှိတဲ့ကြက်ဖကြီးစီသွားပြီးဥချိုကိုခဏလောက်ငှားပါဖို့တောင်းပန်တော့တယ်ကြက်ဖကြီးကလည်းသူ့ဥချိုကိုအလွန်မြတ်နိုးတာမို့အလွယ်တကူမငှားချင်ဘူးအဲ့ဒီမှာလေနဂါးကကြက်ဖကြီးယုံကြည်သွားအောင်ဂျားထဲကနေတီကောင်ကိုအာမခံအဖြစ်ထားခဲ့ပါမယ်လို့ဂရုပေးခဲ့တယ်နဂါးကကြက်ဖကြီးကိုအခုလိုဂတိကဝတ်ပြုခဲ့တယ်တငယ်ချင်းငါနတ်ပွဲကပြန်လာတာနဲ့မင်းရဲ့ဥချိုကိုချက်ချင်းပြန်ပေးပါမယ်တကယ်လို့ငါအချိန်မှန်ပြန်မပေးရင်ဒီကြားထဲကအာမခံလုပ်ပြီးတဲ့တီကောင်ကိုမင်းစားပတ်ချင်တယ်လို့စားနိုင်ပါတယ်တီကောင်ကလည်းကြားထဲကနေဟုတ်ပါတယ်ကြက်ဖကြီးရဲ့နဂါးမင်းပြန်မပြီးရင်ကျွန်တော်ကိုသာဖမ်းစားပါလို့အာမခံလိုက်တာကြောင့်ကြက်ဖကြီးလည်းစိတ်ချလက်ချနဲ့သူ့ရဲ့အဖိုးတန်ဥချိုကိုဖြုတ်ပြီးငှားလိုက်ပါတော့တယ်နဂါးဟာကြက်ဖကြီးရဲ့ဥချိုကိုတတ်ဆင်ပြီးပွဲတော်ကိုသွားတာအားလုံးကသူ့ကိုဝိုင်းချီးမွမ်းကြလို့သဘောကျပြီးအလွန်ဂုဏ်ယူမိသွားတယ်ပွဲပြီးလို့ပြန်လာတဲ့အခါမှာတော့အဲ့ဒီဥချိုကိုအပိုင်စီးခြင်းစိတ်ပေါက်လာပြီးကြက်ဖကြီးစီပြန်မလာတော့ပဲရေနက်ပိုင်းစီထွက်ပြေးပုံအောင်လိုက်ပါတော့တယ်မနက်လင်းလို့နေဝန်းကြီးထွက်ပေါ်လာတဲ့အချိန်အထိနဂါးပြန်မလာတော့တာကိုသိလိုက်ရတဲ့ကြက်ဖကြီးဟာအလွန်ဒေါသထွက်ပြီးစိတ်မကောင်းဖြစ်ရရှာတယ်ဒါကြောင့်သူဟာမနက်တိုင်းနေထွက်တဲ့အချိန်ဆိုရင်ရေတွေကနဂါးကြအောင်တောင်းဆိုတဲ့အနေနဲ့ရေဦးကောင်းစီမျက်နှာမူပြီးမင်းပေးပါကောကုတ်ကကုတ်ကွာလို့အော်ဟစ်ပြီးဥချိုပြန်တောင်းရရှာတာဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီးကြက်ဖကြီးဟာဂတိဖြတ်တဲ့နဂါးကိုရေထဲအထိလိုက်မဖမ်းနိုင်တာကြောင့်အာမခံလို့လိန်ညာယာမှာပါဝင်ခဲ့တဲ့တီကောင်တွေကိုပဲမြေကြီးတဲကနေယနေ့အထိမနက်လင်းတာနဲ့လိုက်လံတူးဆောက်ပြီးစားတော့ပါတော့တယ်ဆိုလေ